တခါတော့ကတောထဲမှာယုံတကောင်နဲ့လိတ်တကောင်ကြီးထိုင်ကြတယ်။ယုံကအမြန်ပြေးနိုင်တာကိုအញ្ញံကုန်ယူတတ်ပြီးအမြဲပဲကိုမှန်တက်နေတတ်တယ်။လိတ်ကတော့အေးအေးဆေးဆေးနဲ့တဖြည်းဖြည်းသာသွားတတ်တဲ့တရဝါလေးဖြစ်ပါတယ်။ဒီနေ့ယုံကလိတ်ကိုရံမောပြီးပြောလိုက်တယ်။နင်ကအញ្ញံနီးတယ်ငါနဲ့ဘလို့လောက်ကြိုင်နိုင်မှာလဲ။လိတ်ကတော့စိတ်မဆိုးပဲအေးအေးဆေးဆေးနဲ့ဒါဆိုမင်းနဲ့ငါအပြေးပြိုင်ပွဲတခုလုပ်ကြမလားလို့ယုံကိုပြောလိုက်ပါတယ်။ယုံကလည်းလိတ်ကိုအနိုင်ယူခြင်းစောနဲ့ပြိုင်ပွဲကိုလက်ခံလိုက်ပါတယ်။နောက်တနေ့ပြိုင်ပွဲစတင်လိုက်ချိန်မှာယုံကအမြန်ဆုံးပြေးထွက်သွားပြီးလိတ်ကိုအဝေးကြီးကျော်သွားတယ်။လိတ်ကတော့မရက်မနာပဲတဖြည်းဖြည်းသာဆက်လျှောက်သွားပါတယ်။ယုံကအဝေးကြီးရောက်သွားတော့စဉ်းစားလိုက်တယ်။လိတ်ကနှေးလုံးတော့ငါနဲ့အနားယူလိုက်အောင်မယ်ဆိုပြီးယုံကတစ်ပင်အောင်မှအိပ်ပျော်သွားပါတယ်။လိတ်ကတော့အားမလျော်ပဲဆက်လျှောက်သွားနေပြီးယုံအိတ်နေတဲ့နေရာကိုကြော်ဖြတ်သွားပါတယ်။ပန်းနိုင်နဲ့နီးလာချိန်မှာလိတ်ကပိုကျူးစားပြီးဆက်လျှောက်သွားပါတယ်။နောက်ဆုံးမှာပန်းနိုင်ကိုအရင်ဆုံးရောက်သွားပြီးအနိုင်ရောက်သွားတယ်။အဲ့ဒီချိန်မှာယုံနိုးလာပြီးအလင်းအမြန်ပြေးလာပြီးမဲ့နောက်ကျသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ယုံကသူ့အမားကိုတီးပြီးအရှုံးကိုလက်ခံလိုက်ပါတယ်။လိတ်ကအနိုင်ရပေမဲ့လည်းယုံကိုကောင်းမွန်စွာကြိုးဆိုခဲ့ပြီးသူတို့ဟာတောထဲမှာပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။